ကဲအားလုံးပဲမင်္ဂလာပါတခင် Football New ARL YouTube Channel နဲ့တခင်တက်တော့နေပြီးတော့ကြိုဆိုပါရစေမနေ့ကတော့ကျွန်တော်ဘော်ရာရအနေနဲ့ကတော့နစ်နာပေါ့ဗျာကုန်တာပေါ့မနေ့ကျွန်တော်3ပွဲပေးတယ်2ပွဲမှားတယ်1ပွဲပဲမှန်တယ်ဗျဒါပေမဲ့မနေ့ကကျွန်တော်ရဲ့ဗီဒီယိုအရှိကိုသေချာနားထောင်မယ်ညီကိုတွေဆိုရင်တော့အကျိုးမြတ်ရရင်ရမှာပါ။ဘာလို့ဆိုရိုမာနဲ့ဘီယိုနာပွဲမှာကျွန်တော်ဘီယိုနာကိုပေးပါတယ်။ရှုံးပါတယ်2စီးနဲ့ကုန်ပါတယ်ပေါ့နော်။ပြီးတော့ကျတော့ကျွန်တော်တို့ကိုလုံးနဲ့စတူဂတ်နဲ့ပွဲမှာကျွန်တော်ကိုလုံးကိုပေးပါတယ်1-2နဲ့ကုန်ပါတယ်။နောက်ဆုံးအာဆင်နယ်ပွဲမှာကျွန်တော်အာဆင်နယ်ကိုပေးပါတယ်အာဆင်နယ်ရပါတယ်ပြီးတော့အာဆင်နယ်ဂိုးပေါ်ပါကျွန်တော်ပေးပါသေးတယ်။အဲ့တော့မနေ့ကရှုံးတယ်လို့ပြောလို့မရဘူး။တေချာလိုက်လောင်းရင်တော့တရေလို့ပြောလို့ရတယ်။ဒါပေမဲ့ကျွန်တော်က3ပွဲပဲပေးတာဖြစ်တဲ့အတွက်နှစ်ပွဲရှုံးတစ်ပွဲနိုင်ရလည်းနဲ့ကျွန်တော်တို့မနေ့ကတနင်္ဂနွေနေ့ကရာနှုံးပြေမအောင်ရာနှုံးပြေမရှုံးရာနှုံးပြေမရှုံးမိမယ်ရှုံးတယ်ပေါ့ဗျာအဲ့တော့တိတ်ပြောစရာမကောင်းဘူးပေါ့အဲ့တော့ကျွန်တော်ပြပြမယ်ဗျာမနေ့ကကျွန်တော်တို့ဒီဘောလုံးပွဲအခုမော်ဒန်ဘောလုံးလောကမှာဆိုရင်ကျွန်တော်တို့ကနည်းနည်းရှေးရိုးလေးဆွဲနေလို့ပေါ့နော်ပွဲအချက်လက်လေးတွေလူစင်းရင်အချက်လက်လေးတွေကိုကြည့်ပြီးတော့ဘောလုံးပွဲကိုသုံးသပ်နေလို့အမှန်တည်းကတော့ဒီဘက်ခေတ်မှာတော့လူစင်းရင်တွေကြေးချက်လက်တွေမကြည့်နဲ့တော့လူစရင်နေဘောလုံးသတင်းအချက်လက်တွေမကြည့်နဲ့တော့ကြေးတာကြည့်တော့မရတော့သူကကြေးပွဲကြီးဖြစ်သွားပြီပေါ့နော်အရန်ကြီးကိုလောင်းကစားဆန်သွားပြီပေါ့ဘောလုံးပွဲကမနေ့ကလို့ဆိုရင်ရိုမာနဲ့ဘီယိုနာပွဲဆိုရိုမာ1မိုင်နဲ့40ပေါက်တယ်လုံးဝဘီယိုနာကိုနေစေချင်တဲ့ပုံစံဒါပေမဲ့ကျွန်တော်တို့ကကျတော့ရိုမာဘယ်ဘသူ့ကိုမှဂိုးပြတ်မရှုံးဘူးဆိုပြီးအမှန်တကယ်ဆိုဒါရိုမာနေရမယ်အကွက်ထိုးသားရိုးမောင်းနေရထိုးသားရိုးမောင်းနေရမယ်ဒိုင်ရကြောင့်မဟုတ်ဘီယိုနာအောင်နေစေချင်တာအဲ့တော့ကျွန်တော်တို့ကတခါကျရင်ဒိုင်ရဲ့တဘောလိုလောက်ရပြီတတိအချက်လက်ကိုသွားကြည့်ပြီးတော့ပေါက်ကြီးမကြည့်ပဲနဲ့အချက်လက်ကိုသွားကြည့်လိုက်တော့ကျွန်တော်တို့မနေ့ကရှုံးပါတယ်2စီးနဲ့ရှုံးပါတယ်နောက်ဆုံးမိနစ်မှာဘီယိုနာကဂိုးရပါတယ်ဒါပေမဲ့လက်ထိဘောဆိုပြီးပယ်လိုက်ပါတယ်အမှန်တကယ်အဲ့ဒါလက်မထိပါဘူးဒါအဲ့ဒါကြောင့်ကျွန်တော်ကြေးကြည့်ပွဲတွေဖြစ်ကုန်ပါမယ်နောက်ပိုင်းနေကျွန်တော်ပို့ပြီးတတိထားပါမယ်နောက်ပိုင်းပွဲတွေမှာပို့ပြီးတော့ကြေးကိုကြည့်ပါမယ်ကြေးရနံပါတ်1ဦးစားပေးဖြစ်သွားပြီ line net တွေဟိုဟာတွေဘာလို့ line net ကမှအဓိကကစားသမားတယောက်မပေါဆိုတော့ကြေးရပျော့သွားတာပဲလေအဲ့လိုကြေးရလုံးဝအဓိကကျသွားပြီပေါ့နော်ဒီဘက်ခေတ်ပွဲတွေမှာပေါ့ဒီဘက်တစ်နှစ်နှစ်နှစ်လောက်မှာပေါ့မနစ်ကတမြန်မနစ်ကနေစရထင်တာပဲတမြန်မနစ်ကနေစပြလိုက်တာမနစ်ကတော်တော်သိတာတယ်ဒီနှစ်ဆိုပိုလောင်းသိတာလာသေးရပေါ့နော်ကဲနောက်တစ်ပွဲကတော့ကိုလုံးနဲ့စတူကကိုလုံးဆိုဗျာ4မိနစ်ထဲနဲ့တကိုးရှူးတယ်နောက်ကြတော့ဒိုင်းကအตาကြီးဗျာစတူကကိုပလက်တီပေးလိုက်တာတော့လူကြုံမောကနေလူကြုံထောင်ချောင်းကနေဂိုးပေးလိုက်တာမျိုးတော့အများကြီးပါဒါတွေကတော့ပြောရမယ်ဆိုတော့အားကြောင့်ကျွန်တော်ပြောတေးကူပွဲလို့ကျွန်တော်ပြောပါတယ်ကဲကျွန်တော်တို့အာဆင်နယ်နယူကာဆယ်နဲ့အာဆင်နယ်ပွဲအကြောင်းလေးကလည်းပြောစရာတွေတိတ်ကိုများပါတယ်တလောကလုံးအာဆင်နယ်ထဲမှာဘာလို့လဲဆိုတော့လီဗာပူးကလည်းရှုံးပါတယ်လီဗာပူးရှုံးထားတဲ့အတွက်မန်စီးတီးရောအာရီရောအမှားမခံအမှတ်လိုက်မှာပါတခြားဘောင်းမွေးတဲ့အသင်းတွေမပြောဘူးเนาะကျွန်တော်ဘောင်းမွေးတဲ့အသင်းတွေကိုမပြောဘူးလီဗာပူးရှုံးတဲ့အတွက်ကျန်တဲ့အသင်းတွေကတော့လိုက်မှာပါကျန်တဲ့အသင်းတွေဆိုတာလည်းအာဆင်နယ်နဲ့မန်စီးတီးကဖလားလမ်းကြောင်းမှာမန်စီးတီးကတော့ဘန်လီကိုစနေနေ့ညဂိုးပြတ်နိုင်သွားတယ်အဲ့တော့ဒီတနင်္ဂနွေနေ့မှာအာဆင်နယ်ကနယူကာဆယ်အိမ်ကွင်းမှာခဲရခဲစတွေ့နေတယ်အဲ့တော့နယူကာဆယ်ရဲ့အိမ်ကွင်းမှာအာဆင်နယ်ရုန်းကန်ရတာဒါလူတိုင်းသိပဲဒါအာဆင်နယ်နယူကာဆယ်အိမ်ကွင်းမှာမနိုင်တာကြာပြီအခုဒီနေ့ပွဲမှာတော့ကံကောင်းထောင်းမဆိုတာမဟုတ်ဘူးနီးစနစ်တွေအရာကျွန်တော်ပြောတဲ့အတိုင်းပဲအာဆင်နယ်ကနှစ်ကအာဆင်နယ်နဲ့မတူတော့ဘူးအရန်စရင်တောက်လာတယ်အရန်ကောင်ကနေထလာတဲ့ကောင်တွေကလည်းစောက်ချင်တစ်ကောင်မှမပါဘူးတခုခုကိုလုံးပြလိုက်မယ်လို့ပြောခဲ့တယ်အဲ့တော့အာဆင်နယ်ဒီပွဲမှာအနိုင်3မှတ်ကိုရရှိသွားတယ်ဒါလူအင်အားဖြည့်တင်းခြင်းရဲ့အကျိုးကျေးဇူးတွေပဲအဲ့တော့မနေ့ကပွဲမှာတော့ဘူးနဲ့တိုနာလီကချီစွမ်းပြတယ်ကျန်တဲ့ဂျိုလန်တန်တို့ဘာတို့ကတော့တိတ်ပြီးတော့ချီစွမ်းပြနိုင်ခြင်းမရှိဘူးဂေါ်ဒန်တို့အဲ့တော့အာဆင်နယ်ကနယူကာဆယ်ကတော့သူ့ရဲ့ပုံစံအတိုင်းပဲမာမာထန်ထန်နဲ့ကစားသွားတယ်မာမာထန်ထန်နဲ့ဟိုဘယ်လိုပြောပိတ်ပြီးကစားသွားတယ်ဗောနော်အဲ့မှာပစ်ဖို့ဂိုးသမားပစ်ဖို့လက်စွမ်းပြလို့ဒါနယူကာဆယ်တက်တာခဲ့တာပြီးရင်နောက်တစ်ခုကကျတော့ပြောစရာလေးဗောနော်ပီတာရောကာရက်ရရှိမဲ့ပယ်လက်တီဗောနော်ပီတာရောကာရက်ရရှိမဲ့ပယ်လက်တီမှာဒိုင်ရပယ်လက်တီပေးရမယ်လို့ဆုံးဖြတ်ပြီးပြီဒါပေမဲ့ကြေးရလှမ်းပြောနေတယ်ဖုံးလန်းဆက်လိုက်တယ်ဟဲ့အောင်ဒိုင်ဟဲ့အောင်မင်း
ပလက်လီပေးလို့မရဘူးအခါကျမင်းအာဆင်နယ်ကြေးအောင်သွားလိမ့်မယ်မင်းဘာပြန်ကြည့်ကြအောင်စောင်းလိုက်ပြီးမပေးနဲ့ဒါတွေပါပဲဒီလောက်ရှင်းရှင်းလင်းလင်းကြီးကိုဗျာကိုသမားကိုအဝါကတ်တော်မပြရရင်ပလက်လီတော်မပေးတော့ဘယ်လောက်ရှင်းတာပေါ့ကောနဲ့ကျွန်တော်တို့ဒီကိစ္စတွေဒါတတိထားပါမယ်ဒိုင်းတွေကိုလိုက်စော်တကားတက်နေလို့မရပါဘူးအရန်ကိုတတိထားရမှာပဲပလက်လီကပေးဖို့ပေးရမယ်ပလက်လီပါညတော့ပွဲကြီးရဲ့လူတိုင်းသိပါတယ်နော်သူဘောလုံးထိရရင်မထိရရင်လားမပြောနဲ့ပလက်လီကပေးဖို့ပေးရမှာပါမပေးခဲ့ဘူးရပါတယ်ပြဿနာမရှိဘူးပြီးရင်တော့ကနျူကာဆယ်ရသွားတဲ့ဂိုးဆိုရင်နျူကာဆယ်ရသွားတဲ့ဂိုးဆိုရင်ဘူးမက်ကနစ်ဘူးမက်ကဂါဘီယယ်ကိုတိုးပြီးတော့ခေါင်းတိုက်သွားတယ်ဒါပေမဲ့ပေးတင်ပါတယ်ဘာလို့လဲဆိုတော့ဂါဘီယယ်ညံ့လို့ဖြစ်တဲ့ကိစ္စပါအာဆင်နယ်လာဖြစ်ကြည့်အဲ့ဒါပေးမှာမဟုတ်အာဆင်နယ်လာဖြစ်ကြည့်ပေးမှာမဟုတ်ဘာလို့ဆိုတော့ပရီးမီးယားလိအဖွဲ့ချုပ်ကဒိုင်းဖွဲ့ချုပ်ကအာဆင်နယ်ဖလားရမှာတေအောင်ကြောက်နေကုန်ရရပါတော့လွန်ခဲ့တဲ့3နှစ်လောက်ကလည်းဒီဒိုင်းတွေဘားတွေကြောင့်အာဆင်နယ်အမှတ်တွေဆုံးရှုံးရတာများနေပြီဒီနှစ်တော့အာဆင်နယ်ကဒီလိုမခံတော့ဘူးကိုအားကိုစူးစမ်းတယ်အဲ့တော့ဝင်လာတဲ့ဗီတာရောဂါရဲ့ယုံအားတိုးအားတွေကိုကျွန်တော်တွေ့ရတယ်ဗီတာရောဂါရဲ့ကြောင့် easy တို့ trouser တို့နေရာလွတ်တွေရတယ်ဒါပေမဲ့စာကာလေးကိုတော့မရရှာဘူးစာကာလေးကိုတော့ပိတ်ပြီးကန်တယ်နောက်ဆုံးစာကာထွက်လိုက်ရတဲ့အခြေအနေပါဖြစ်သွားတယ်ဒီကလန်ရိုက်စူပါမန်ကြီးကတော့ကောင်းတယ်မင်းသားကြီးကတော့ဂါဘရီယယ်ပေါ့ဗျာဂါဘရီယယ်လည်းတော်တော်ကောင်းပါတယ်အဲ့မှာကျွန်တော်ပြောချင်တာကလူစားဝင်လာတဲ့မီရီနိုကကြတော့အတင်းကိုလူစားဝင်လာပြီဆိုတာနဲ့တခုခုလောက်ပြနိုင်တယ်ပွဲထွက်ဆိုရင်လုံးချင်မှလောက်တယ်လူစားဝင်လာရင်တော့တခုခုလောက်ပြနိုင်တယ်တကိုးရှူသွားတယ်နောက်တကိုးကိုတော့ဂါဘရီယယ်မကာဟီးရရှူသွားတယ်မာတင်နယ်လီဝင်လာတယ်ဆလီဘာဝင်လာတယ်ကျွန်တော်တို့ရဲ့ကပတိန်ကြီးဝင်လာတယ်လူးဝစ်ကယ်လီဝင်လာတယ်အဲ့မှာကပတိန်ကြီးရဲ့ရှီကောင်းလာသဘောကျပါတယ်ပလာတာလေးနည်းနည်းရိုက်နေရလို့တော့ကြပါအဲ့မှာပြောချင်တာ most square ရဲ့လို့ကစားသမားမျိုးကဒီနေ့လိုပွဲမျိုးမှာမသုံးသင့်နော်အာတီတာတစ်ခါကျရင်92ကြောင်နေဆိုတဲ့အကြောင်းကျွန်တော်ပြောပြချင်တာပါဆိုတော့ဆရာကြီးတော့မဟုတ်ဘူးနော်ပြောပြချင်တာ most square ရဲ့ကိုတုံးလိုက်တဲ့အတွက်ဂျူနီယာတင်းမာပါရုံးကန်နေရတယ်ဘာလို့ဆိုတော့ most square ရဲ့ရှေ့တန်းကိုမလိုက်ဘူးဗျာရှေ့တန်းကိုဆလီဘာတို့လိုရှေ့တန်းကိုလိုက်မလားသူကဒီနောက်တန်းမှာပဲအထိုင်ချပြီးတက်တဲ့ကစားမျိုးဆိုကိုအသင်းကိုစွတ်စွတ်ကြီးဖောက်မဲ့အသင်းတွေဆို most square ရဲ့သုံးတယ်ဟိုနေ့ကမန်စီးတီးတို့ပွဲမျိုးမှာဆို most square ကိုသုံးတယ်ဒီနေ့လိုနျူကာဆယ်လိုပွဲမှာဆိုရင်ဆလီဘာမကာဟီးကိုပဲသုံးတယ်ဘာလို့လဲဆိုတော့နျူကာဆယ်ပိတ်ကြမယ်အသင်းလေကိုကတိုက်ရမှာဒီနောက်တန်းကြီးအစားရှေ့ကိုသွားပြီးတိုက်ရမယ်ပွဲမှာဆိုရင်သုံးတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ဆလီဘာဝင်လာမှနောက်တန်းကနေပံ့ပိုးမှုတွေရရှိလာပြီးတော့ဂိုးတွေရရှိလာတာဖြစ်တယ်ဒါဆလီဘာကနေမြေဖြားခန့်တယ်လို့လည်းပြောလို့ရတယ်အဲ့တော့မင်းညတော့ဗာပြောကျွန်တော်တို့ဖိုးတန်နိုင်3မှတ်ကိုရရှိသွားပါပြီကျွန်တော်တို့အသင်းကကျွန်တော်တို့အနေထားနဲ့ကျွန်တော်တို့အသင်းအဆင့်အနေထားနဲ့ဂူအောင်အောင်အနေထားနဲ့မဟုတ်ပါဘူးဂူလဲအောင်းစရာဆောက်ကြောင်းမရှိပါဘူးเนาะသူများအသင်းနဲ့အောင်းရင်အောင်းအဲ့ဂူထဲမှာဟိုထမင်းတွေပါချက်စားနေပါနောက်ဘက်လည်းထွက်မလာပါနဲ့နောက်ဘက်လည်းထွက်လာဖို့မလွယ်ပါဘူးเนาะကျွန်တော်တို့ကတော့ဒါအပတ်တိုင်း3မှတ်စီယူသွားပြီးတော့ဂျာတီကောရင်ဖလားသိမ်းပါပါကဲအဲ့တော့ဗီတာရောဂါတော့ကိုယ့်ရဲ့အဆုံးသက်တွေကိုလည်းပြောချင်ပါတယ်ဗီတာရောဂါရဲ့အဆုံးသက်တွေကတော့ကိုင်ဟာဘက်တန်ရာပြန်လာရင်ဗီတာရောဂါတော့အရန်ကုန်မှာထိုင်ရခြင်းများပါတယ်เนาะဒီလိုအဆုံးသက်တင်နေရတော့ဒါကတော့ဗီတာရောဂါအနေနဲ့ပြင်ရမယ့်ချက်တွေပါ easy မင်းညာကောင်းပါတယ်သူကလည်းသူကစားပေါက်တွေသူကန်ချက်တွေကောင်းပါတယ်ပစ်ပုတ်ကောင်းလို့ဒါကျွန်တော်တို့နစ်ပုတ်ကောင်းလို့ဒါကျွန်တော်တို့သက်သာသွားတာဖြစ်ပါတယ်အဲ့တော့ကဲအာဆင်နယ်ကတော့ဇယားအဆင့်နံပါတ်2သူ့ရဲ့နေရာတိုင်းရောက်ရှိလာပြီလက်ပါဘူးနဲ့2မှတ်သာကွာပါတယ်အဆင့်3နေရာမှာခွဲဆယ်ပဲလေးရှိပြီးတော့အဆင့်1နေရာမှာလက်ပါဘူးရှိနေပါတယ်အဲ့တော့နောက်ပတ်တွေဘယ်လိုတွေဆက်လာအောင်မလဲဆိုတော့ကျွန်တော်တို့ဆက်လက်ဆောက်ကြည့်အောင်ကျွန်တော်ရဲ့ဘောလုံးပွဲ1ခန့်မှန်းချက်လေးတွေကိုလည်းအားပေးတဲ့အတွက် comment မှာပဲဖြစ်ဖြစ် like ပဲဖြစ်ဖြစ် view ပဲဖြစ်ဖြစ်ကြည့်ပြီးအားပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ဘောလုံးသတင်းတင်ဆက်တဲ့လူမဟုတ်ပါဘူးဘောလုံးပွဲခန့်မှန်းချက်နဲ့ပွဲပြီးသုံးသက်ချက်တွေကိုဝေဖန်လေးကန်တဲ့လူပါအဲ့ဒါလေးတခုတော့ပြောပြချင်ပါတယ်ဘာလို့ဆိုဘောလုံးသတင်းဆိုရင်ကိုတော်မှတချို့သတင်းတွေဆို2ရက်3ရက်လောက်နေမှာသိလို့ပါကျွန်တော်သတင်းတွေသိစိတ်ဝင်လာပါဘူးဘောလုံးပွဲခန့်မှန်းချက်နဲ့ဘောလုံးပွဲပြီးရလက်ချက်လေးတွေကိုပဲပြောချင်တဲ့လူတယောက်ပါအားလုံးကျေးဇူးတင်ပါတယ်ဗျာ